ဆိုမှအဲ့ဒါတို့ခဏခဏမလိုက်တော့ဒီဘက်ချမ်းမှာချောသက်တစ်ခါတည်းပြီးခဲ့ပြီလားသဘောတရားကိုဆရာညှက်ပြရတာဒီဘက်ကျတော့ငါတို့မော်တာနဲ့ညှက်မယ်ဒီဘက်ကအတိုင်းပဲအထူအပါအတူရှည်တိုင်းပဲဒီဘက်ချမ်းမှာညှက်မယ်ဟိုဘက်ထဲစားလို့ရှိရင်တူသွားလို့လည်းမရဘူးပါသွားလို့လည်းမရဘူးเนาะကကြီးနဲ့မော်တာနဲ့ပဲကွဲလွဲသွားတယ်အားလုံးပုံသရှင်ငကွေးတွေလည်းအတူတူပဲငကွင်းတွေလည်းအတူတူပဲအတူရှည်လည်းအတူတူပဲကောက်နေရရင်လည်းဖြောက်တာအတူတူပဲเนาะဒီမှာတူရမယ်ညှက်ရမယ်ဟာတွေဆိုလို့ရှိရင်လည်းအတူတူပဲဒါကြောင့်မလို့စားတဲ့အတိုင်း theory တဲ့အတိုင်းဆိုလို့ရှိရင်ကြံနေသည့်ဘက်ချမ်းထိုနည်းတူစွာပဲဆိုပြီးတော့ပါတာအဲ့အတိုင်းပါတာလကားပါတာမဟုတ်ဟုတ်တယ်နော်โอเคကကြီးနဲ့ပဲညံ့ညံ့ကလစ်ပါနဲ့ပဲညံ့ညံ့သမင်းကဘာဖြစ်ခဲ့လဲဒုံးတိဖြစ်ခဲ့မှာပဲဟုတ်တယ်နော်ပြီးရင်တော့နောက်ဆုံးပိတ်ကတော့ဘာမမေ့ဘူးလေလိုက်ဖို့မမေ့ဘူးဒီမှာဆိုလို့ရှိရင်လည်းအတူတူပဲညံဖို့မလို့မှန်ဖို့ပဲလိုတယ်ဘီးနဲ့မော်တာနဲ့သားတယ်ကျနေရမယ်လက်စမှန်နေရမယ်ဟန်ချက်ညီနေရမယ်ရုပ်ကောင်းမှလေ့ကျင့်တဲ့ခါကြလို့ရှိရင်တတ်မှတ်တဲ့စီးလိုင်းလေးတိုင်းပဲလက်စမှန်မှန်ဟန်ချက်ညီညီလေးဖြည်းဖြည်းနဲ့မှန်မှန်နဲ့အာယုံစိုက်ပြီးတော့လေ့ကျင့်မှာမှန်လာလို့ရှိရင်မြန်လာပါလိမ့်မယ်တို့ကသူညံမှုတော့ကိုစိတ်မပူနဲ့နော်မင်းတို့လေးတော့လေ့ကျင့်နေကြတဲ့စကားတွေပြောပြီးတော့အဲ့အကျဉ်းကြီးတာအောက်တို့ညက်တဲ့ခါကျရင်ပါသွားအလိုတွေညက်တော်နဲ့သပင်ကထီထီရောက်ရောက်မဖြစ်တော့ဘူးဟုတ်တယ်မလားနော်အဲ့ဒါလေးအရေးကြီးတယ်တသားလေးကြပြီးတစ်ချက်ဆိုတစ်ချက်ထီထီမိမိထီထီရောက်ရောက်ဆရာတို့ညက်နိုင်ဖို့လိုတယ်နော်ဒါဆိုတာ foundation ပေးလိုက်တဲ့သဘောမျိုးပဲခုနကတော့ကောက်တာတွေမရှိတော့ဘူးဒီမှာတွေ့လားပြည်သွားပြီအကုန်လုံးနော်ပြီးပြီဆိုမှသူ့ရဲ့ငကိုမူလနေရာနေစပြီးတော့အချောပြန်လိုက်မယ်ခုနကတော့အတိုင်းပဲဒီမှာဘီးလေးနဲ့ငကွေးအစွန်းအစလေးတွေကိုဆွဲမယ်ဆွဲပြီးတော့ကက်ကြီးနဲ့ညှက်တယ်လို့ပဲမော်တာနဲ့ညှက်မယ်အဝိုက်ကလေးကိုပြီးရင်အတွင်းထဲကိုသပင်းနဲ့ပြန်သိမ်းမယ်ဘီးလေးနဲ့ထောက်ပြီးတော့ဘီးလေးနဲ့ထောက်တယ်ဆိုတာကြတော့သပင်းကိုအထဲကိုပြန်ဝင်မသွားအောင်လို့နော်တိုင်မြင်ရလားဖုန်းထဲမှာနော်နည်းနည်းလေးအလင်းမောင်လေးထောက်ပြီးတော့ရနည်းနည်းလေးစောင့်လိုက်တာโอเคဒီမှာဆိုလဲလို့ပဲလက်ကလေးကထိနော်ထိပြီးတော့မှဆက်ကလေးနဲ့ဒီမှာခုနကကွင်းလေးဝိုက်တယ်လို့ပဲကကြီးနဲ့ဝိုက်တာနဲ့ဆက်နဲ့ဝိုက်တာမော်တာနဲ့ဝိုက်တာပဲကွင်းလွဲသွားတယ်ကျန်တာတူတူပဲဟဲ့လားโอเคဒီမှာဆိုနေတူတူပဲအစာလေးတွေမြင်လာဒီမှာဒီလေးတွေနားမယ်ခုနအစာလေးတွေဟုတ်လားဟိုကိုညံရှိတယ်လို့ညှက်လို့မရဘူးလားကြည့်လိုက်မကြောက်ပါကြည့်လားဟိုပဲလိုပဲဒီမှာလေအမွှေးနုလေးတွေဒါလည်းထိုးချလိုက်ဒီမှာဆိုလို့ရှိရင်လည်းငကွင်းလေးတွေဝိုက်တယ်ဆိုလို့ရှိရင်လည်းဒီနားပေါ်မှာဒီမှာသပင်လေးတွေကြံနေတယ်နော်ဓာတ်ရိတ်တယ်ဆိုလို့ရှိရင်လည်းဒါလေးတွေဂယူးဆိုင်ဆက်နဲ့ထိုးတယ်ဆိုလို့ရှိရင်လည်းဒါလေးတွေကိုတခြားဂယူးဆိုင်ပြီးတော့ထိုးမှုှနုလေးတွေကြံခဲ့တယ်ကြံချင်းတော့အဲ့ဒါတိတ်မသိတော့ပြန်ရှိလာတဲ့ခါကျဒီငကွင်းကြီးနေရာကြီးကအစတွေကထွက်ပြီးတော့ကြမ်းနေတယ်နော်โอเคခိုင်းနဲ့ညှက်တာနဲ့ကကြီးနဲ့ညှက်တာပဲခွဲလွဲသွားတယ်โอเคဒါဆို foundation လေးပြီးသွားပြီ foundation လေးပြီးသွားလို့ customer ကထုံးစံတိုင်းပဲအပေါ်မတူချင်တော့ဆိုရင်ငါတို့ဘာလုပ်ဖို့လဲဘာမှလုပ်စရာမလိုတော့ပြီးသွားပြီဟုတ်တယ်နော်ဒါဆိုရင်သူ့စပင်ကကောက်တယ်ဖြီချကြည့်မယ်ခုနဘောအတိုင်းနေဖြစ်မဖြစ်ဘယ်လိုလုပ်ရင်ရမလဲဆိုတော့သုံးသက်ကြည့်အောင်ရှိုးကြည့်အောင်ခံစားကြည့်မြင်ပြီလို့ပဲကိုဒီအဲ့တော့ theory တဲ့အတိုင်းပဲမိမိညှက်ချင်တဲ့ဘက်ချမ်းကိုဘောစပင်နဲ့ကုန်ဖိချပါဟုတ်တယ်မလားနော်ဒီမှာကြည့်စားထဲမှာပါလဲစပင်တွေအကုန်လုံးနောက်တော့လန်ဖိချလိုက်ပြီဆိုလို့ရှိရင်ဘောစပင်နဲ့အောက်က foundation နဲ့ကျလာတဲ့စပင်နဲ့ဟနေတာလေကိုလွဲနေတာလေတွေ့လားဒါတွေကိုညှက်ပေးရအောင်နော်โอเคတွေ့လားမြင်လားဒီမှာလဲဆိုလို့ရှိရင်တော့ပြီးသွားမသိတော့ဒါပေမဲ့ဒီကောင်ညက်ပါဖြစ်နေတယ်ဟာရှည်နေအောက်ကနဲ့ခိုင်တိုင်းတွေကမညီဘူးမတူဘူးနော်โอเคရှေ့ရလဲသူ့စပင်ဆိုလို့ရှိရင်လှိုင်းလဲပါတယ်ကောက်သားလဲပါတယ်နှစ်ဖူးမှလည်းစံညွန့်နေနဲ့ဘွေနဲ့နှစ်ဖူးမွေးတွေလည်းအများကြီးပဲရှိတယ်เนาะအဲ့တော့လောက်တူမလဲကြည့်ကောင်းလောက်တူမယ်နော်ဒါဆရာတို့ပြောသလိုပဲ
85%တော့ customer တွေကဗာပြောလဲ ကြည့်ကောင်း ကြည့်ကောင်းတူပါဟုတ်တယ်နော်အဲ့တော့ဘယ်ဘက်ကိုပဲဖိပြီးညာဘက်ကိုပဲဖိပြီးဗာဖြစ်ရမလဲကြည့်ကောင်းအောင်မယ်ဒါကြောင့်မလို့ theory ထဲမှာ theory ညွှန်းထဲမှာပါလဲဘယ်ညာနှစ်ဖက်ညီအောင်ညှိပါဆိုပြီးတော့ပြောတယ်ဟုတ်တယ်နော် okay အဲ့တော့ငါတို့ထုံးစံတိုင်းပဲမိတ်ရင်မြန်မာပေါ့မြန်မာနည်းမြန်မာဟန်နဲ့ညက် okay ဒီဘက်ကိုဆွဲချလိုက်ကြည့်ကောင်းညက်ပါဆိုတော့ဟောဒီမှာဆိုလို့ရှိရင်လည်းလာတိုက်ဒီဘက်လားဒီမှာဆိုလို့ရှိရင်လည်းဒီလိုဖိချလိုက်ပြီးလို့ရှိရင်အောက်ခြေ foundation နဲ့အပေါ်ကကျလာတဲ့သပိန်နဲ့ဗာဖြစ်နေလေဒါနဲ့ရှည်ပြီးတော့ကွဲလွယ်မှုတွေကွာခြားမှုတွေကွာဟမှုတွေဖြစ်နေတယ်เนาะအဲ့ဒါကို level ညီအောင်တို့ကညှက်မယ်ပြီးရင်ရှေ့ side ကလေးဗာလောက်အောင်လဲညှက်မယ်ဟုတ်တယ်မလားเนาะ okay လက်နဲ့ပဲယူညှက်ညက်ဘီးနဲ့ပဲယူညှက်ညက်ဒီမှာဆိုလို့ရှိရင်ဒါတို့45 90ပေါင်းညက်တော့အောက်မှာ guideline မရှိဘူးလားဒီမှာညှက်မယ် guideline မရှိဘူးလားဟုတ်တယ်เนาะလက်ယူတဲ့ position ကဗာလဲ vertical down လိုက်ဟုတ်တယ်เนาะဒီမှာကြည့်သူ့မှာဗာရှိလဲဒီမှာဖြတ်ရမယ် angle guideline เนาะအဲ့ဒီ guideline လေးတိုင်းပဲဖြတ်မယ်ဆရာတို့ okay ပြီးရင်အဲ့ဒီခုညှက်ခဲ့တဲ့ guideline တိုင်းပဲရှေ့တလွားမှာထပ်ပြီးတော့ညှက်မယ်လက်တာလိုက်ရှင်ကဒီမှာသူ့ရဲ့ဇဝင်ပေါက်ကြောင်းလေးတိုင်းပဲเนาะဒီမှာ okay ဒီမှာ guideline တွေ့လားเนาะအဲ့ဒီ guideline တိုင်းပဲတော့ညှက်မယ်ဒီယူတဲ့အယူအဆကြတော့ကိုလက်နိုင်သလောက်ယူပါခေဒီမိုင်းနော်ထူပါအတူရှိရကိုဘာဖြစ်လဲလက်နိုင်သလောက်ယူဘယ်ရွေးဘယ်များယူပါဆိုပြီးတော့ကျွန်တော်ကန့်သက်ထားတာမရှိဘူးဟုတ်တယ်မလားရှေ့ side ကလေးညှက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ direction အနောက်ကို45လောက်ဆောင်းသွားတယ်ဒီမှာနော် direction ဆိုတာဥဒိယရက်ကိုပြောတာပထမစညက်ထားတဲ့ guideline နဲ့ကြော်ပြီးတော့တူလို့မရအောင်နော်ကဲ okay ဒါအကျန်းညှက်လိုက်တာပေါ့ကွာဟုတ်တယ်နော်ချောထက်ညက်ကြည့်ရှေ့မှာရှေ့ side ကလေးဖြစ်အောင်ညံ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ B နဲ့ဆိုလို့ရှိရင်လည်း B position ကဒီလိုမျိုးသွားမှာဒီလိုတဲ့တဲ့ကြီးသွားမှာပေါ့အဲ့လိုတဲ့တဲ့ဖြတ်ချလိုက်လို့ရှိရင်ဒီကောင်ဒီလိုတီးတီးဖြစ်သွားမှာရှေ့ side ကလေးမဖြစ်တော့ဂျန်နေဒီဘက်ချမ်းဖိချရှေ့ပါဖြန်းမူလညက်ခဲသည် guideline တိုင်းပဲမူလညက်ခဲသည်အတူရှိတိုင်းပဲ level ညီညာစွာဆိုပြီးတော့စာထဲမှာ